Okay ဟုတ်ပြီဒီနေ့ကျွန်တော်တို့ lesson 3 number stage အကြောင်းပြောမယ်နော် number stage အကြောင်းပြောမယ်ဟုတ်ပြီ number stage အကြောင်းပြောမယ်ဆိုတော့စမယ်နော် 1 only 2 နော် t နဲ့စတယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ကသင်ခဲ့တဲ့အတိုင်း t တန်းမထွက်ဘူးနော် t လို့မထွက်ဘူး 2 လို့မထွက်ဘူး2လို့ထွက်မယ်နော်2 3 e နဲ့ဆုံးနော် e နဲ့ဆုံးတယ်3ပြီးရင်4 4မဟုတ်နော်4မဟုတ်နော်4ရောင်နဲ့4နော်အဲ့တော့4ပြီးရင်5ပြီးရင်6ပြီးရင်7ပြီးရင်8ဒီ5 6 7 okay တဲ့8မှာတော်တော်များများမှားကြတယ်နော်G H T နောက်ဆုံးက T တန်းကိုမထွက်ဘူးဒီမှာ H မှာတင်သွားပြီး H ဖြစ်နေเนาะအဲ့တော့ H မဟုတ်ဘူး8เนาะ T တန်းလေးနဲ့ထွက်မယ်เนาะ8ပြီးရင်9 okay တယ်ပြီးရင်ဒါဒီဒါမလို့ထွက်မလဲဆိုတော့ T နဲ့စတော့10မယ်เนาะ10 not 10เนาะ10မဟုတ်ဘူးเนาะတမ်းမဟုတ်ပါဘူး10ဟုတ်ပြီနော် okay ဒါ1 to 10ဟုတ်ပြီနော် okay ထပ်လာမယ်11ဟုတ်ပြီနော်11ပြီးရင်12ချင်းနဲ့စတော့12ဟုတ်ပြီနော်line ပေါ်မှာတွေ့တော့တွေ့ကြမှာတွဲကြမလားပေါ့နော်တွဲကြမလားဆိုပြီးတော့သင်ထားကြရရှိတယ်အဲ့တော့မတွဲဘူးနော်မတွဲဘူးဖွဲမယ်ဟုတ်ပြီနော်ဖွဲ okay ဒီဟာလေးကကောင်းတယ်စနော်စမယ်13 and 13 14 15ဟုတ်ပြီနော်ပြီးရင်16 17 18 19သူတို့ကနောက်ဆုံးမှာထင်းနေနဲ့ဆုံးတာဟုတ်ပြီနော်အဲ့တော့13 14 15 16 17 18 19ဟုတ်ပြီနော်သူတို့ဒီဘာနဲ့မှားတက်လဲဆိုတော့နောက်ဆက်တင်တဲ့အခါကျရင်ထပ်ပြောမယ်နော်သူကထင်းနဲ့ဆုံးတယ်အဲ့တော့သူတို့တွေကို teenagers လို့ခေါ်တယ်နော်နောက်တော့ဆယ်ကျော်သက်အရွယ်တွေကိုteenagers လို့ခေါ်တယ်ဆယ်ကျော်သက်မြန်မာကတော့ဆယ်ကျော်သက်လို့ပြောလို့ပြင်တော့10ကျော်မှမဟုတ်ဘူးက73ကနေ19ထိကို teenagers လို့ခေါ်တယ်ဟုတ်ပြီနော် teenagers လို့ပြောရင်ဒီအသက်အပိုင်းခြားရတာပဲဖြစ်တယ်နော်10 17လို့မဟုတ်ဘူးနော် teenager ဖြစ်တဲ့အတွက်10နဲ့ဆုံးတာအဲ့တော့13 14 15 16 17 18 and 19ဟုတ်ပြီနော်ကဲနောက်ဆက်လာမယ်20ဟုတ်ပြီ20 21ဒီမှာ20ဆုံးသွားတယ်21ကြတော့ဒီ1ကိုဒီက1ကိုပဲပြင်လဲ21 22 23 24 and 25ဟုတ်ပြီနော်21ကို20 second 21ကို20 first လို့ခေါ်တယ်နော်21st ဒီ first 22nd နော်အချိန်မြောက်ဒီမှာခေါ်တာနော် 23rd 24th 25th နောက် 6 ကလည်း TH တွေပဲဖြစ်သွားမယ်နော်ဟို 29th အထိက TH ဟုတ်ပြီနော်အဲ့တော့ဒီ ST ဒီဘယ်ကလာလဲ FIR ST အဲ့ဒီက ST လာတယ်ဒီ 22nd ဒီ SECOND ဒီက ND ကလာတယ်နော်ဒီက third 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 RD ဒီ FOURTHဒီလာနော် fourth ကလာအဲ့တော့25 26 27 28 29 and 30နော်30 THIRTY 30နော် T နော် T 30တိမုံ30နော်တာကြီးတန်
တာကြီးတန်ပြီးရင်ထိ30เนาะအဲ့တော့ဘာနဲ့မှားနိုင်လဲ30ဒီ13နဲ့မှားနိုင်တယ်เนาะ13နဲ့မှားနိုင်တယ်ဟုတ်ပြီเนาะ30 31ကကြတော့ဒီ30အပေါင်း1ဖြစ်တဲ့အတွက်31 32 33 34 35 36 37 38 39 and now 40 no 40ဒီဘာနဲ့မှားနိုင်လဲအောက်က14နဲ့မှားနိုင်တယ်ဟုတ်ပြီနော်အဲ့တော့41 42 43 44 45 46 47 48 49 and 50ဟုတ်ပြီနော်ပြီးရင်51 52သွားမယ်ကွာဟုတ်ပြီနော်ဒီ50ဒီ15နဲ့မှားနိုင်တယ်နော်ပြီးရင်16နဲ့မှားနိုင်တယ်ထိနဲ့ထင်းနဲ့နော်အဲ့ဒါကိုနည်းနည်းပွဲအောင်လုပ်မယ်နော်တန်ထွက်လေးကိုပြီးရင်70 80 နော်90ဟုတ်ပြီနော်90 90 19နဲ့မှားနိုင်တယ်နော်အဲ့တော့ဟိုကောင်ဒီထင်းတန်ဟိုကအပြည့်တွေကြတော့ထီတန်ဟုတ်ပြီနော်အဲ့တော့ဒီမှားတက်တဲ့ဟာလေးတွေလည်းသတိထားမယ်နော်13 30 14 40ဟုတ်ပြီနော်အဲ့ဒါလေးမှားမယ်နော်โอเคအဲ့ဒီ90ကနေပြီးတော့91 92 93 94 95 96 97 98 99 and 100တရားရောက်သွားနော်100နော်โอเค100ရောက်သွားပြီပြီးရင်အခုကျွန်တော်ဖြတ်ပြီးဝိုင်းဆက်သွားမယ်နော်โอเคခုနက100ဟုတ်ပြီနော်100ကနေဆက်သွားတယ်101 102အဲ့လိုမျိုးဆက်သွားနော်ဆက်သွားရင်းနဲ့မှသူက1000ရောက်တယ်ဟုတ်ပြီနော်3ည3လုံးဖြစ်သွားတယ်ဒီမှာ3ည2လုံး1000ရောက်တဲ့ခါမှာ1000ဖြစ်တယ်ဟုတ်ပြီနော်1000 THOUSAN ဒီ1000ပေါ့နော်1000ရောက်တယ်ဆိုတော့1000ကို 1K လို့လည်းခေါ်တယ်3ည3လုံးဆိုရင် 1K လို့ခေါ်တယ်နော်ဟိုကျွန်တော်တို့ YouTube ပဲ33 TikTok ပဲ33အမှ 1K view တို့ပါတို့เนาะအဲ့ဒါ 1K ဆိုရင်1000 view အယောက်100ကြီးတာဖြစ်တယ်ဟုတ်ပြီနော် 1K ကနေဆက်သွားရင်နဲ့မှ okay တသိန်းเนาะတသိန်းကြတော့ तू ကဟိုဟာအနေနဲ့မရှိဘူးသူ့ကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့ 100K လို့ပဲခေါ်တယ်เนาะဒီ3ည3လုံးကိုနောက်မှ K တက်လိုက်တာဟုတ်ပြီเนาะ 100K ပြီးွားရင် okay 1 million K 1 million 3ည6လုံးဖြစ်သွားမယ်3ည6လုံး1 million အဲ့တော့1 million ဟုတ်ပြီကျွန်တော်တို့1 million နေပြီးတော့1 billion ဟုတ်ပြီเนาะ1 billion billion ကြတော့3ည6 9လုံးဖြစ်သွားမယ်3 4 5 6 8 9เนาะ3ည9လုံး1 billion ဟုတ်ပြီเนาะဟုတ်ပြီ1 billion နေ1 trillion တရားဝဲရှိတယ်ကဘာမှာဟိုတလောမှာဖြစ်သွားတာเนาะသူဒီ1 billion 1 trillion နာเนาะ trillion နာပြင်အဲ့ဒါကြီးရေးပေးမယ်เนาะခဏလေးအခုလောလောဆယ်1 trillion မှာ3ည12လုံး3 4 5 6 8 9 10 11 12ဟုတ်ပြီเนาะအဲ့ဒါဒီ1 trillion ဟုတ်ပြီเนาะ1 trillion ဘယ်လောက်လဲဆိုတော့1000 billion เนาะရောင်းဒီသူဒီ1000 million ဟုတ်ပြီเนาะโอเคเนาะဟုတ်ပြီเนาะဆိုတော့ဟိုခုန million နာတွေ billion နာတွေအကြောင်းပြောမယ်เนาะโอเคဒီလောက်ဆိုရင် millionaire လို့ခေါ်ရနော် M I L I O N A I R E millionaire ကမ္ဘာပေါ်မှာအများကြီးရှိဟုတ်ပြီနော်
B I L L I O N A I R E billion เนาะကမ္ဘာပေါ်မှာရှိတယ်ဒါပေမဲ့နည်းနည်းတော့ရှားသွားပြီเนาะနောက်ဆုံး T R I L L I O N A I R E trillionaire ကမ္ဘာပေါ်မှာတစ်ယောက်ပဲရှိတယ်ဟိုတလုံးမှဖြစ်သွားတာကမ္ဘာကျော်တထေးကြီး Elon Musk SpaceX order เนาะ Okay ဒါဆိုရင်ကျွန်တော်တို့အင်္ဂလိပ်စာမှာရှိတဲ့ numbers တွေကိုသိရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်